နေမိုက်တယ်ဗါလဲ 你嘞谁抢到你的汤姆了瓜是吧？他们洗了锅的，还上去没讲到的。 စိတ်ချမ်းသာခြင်းတစ်ထောင်ဘူးလောက်ဆိုတော့ဒီဘက်ကပြန်ပြောတယ်မရှိတော့အကိုတဲ့ဟန်ဆောင်ခြင်းပဲရှိတော့မယ်โอเค 啊，还上去那个没录进毛瓜，锅的老板那都洗的，我给录进一单的多一点。不错。 လောဘနည်းနည်းတော့ရှိတယ်ဒါပေမဲ့အတ္တနဲ့တွဲယူမှရသဘောပေါက်လားလမ်းဘေးမှာဈေးရောက်နေတာမဟုတ်ဘူးเนาะဘဝဒသနာတွေရောက်နေတာသဘောပေါက်လားဆရာလင်းတိုင်းညွန့်လို့ဆိုတာမင်းတနာရတယ်เนาะသဘောပေါက်လား motivation နဲ့ speaker တွေကိုတနာရတယ်เนาะလောဘတော့နည်းနည်းရှိတယ်ဒါပေမဲ့အတ္တနဲ့တွဲယူရမှာဟုတ်လား တွဲလိုက်အောင်တော့ကိုဟာမလို့ကြမဟုတ်ကွာဟာဟိုပစ္စည်းတစ်ခုတော့ရှိတယ်ကိုတော့ကိုတော့ကြိုက်မှာမဟုတ်ဘူးဘာပစ္စည်းလဲကွာမပြည့်စုံခြင်းလေကိုတော့ဟာမလို့ကြမဟုတ်ကွာတော့ငါလိုချင်တာစိတ်ချမ်းသာခြင်းကွာစိတ်ချမ်းသာခြင်းဘယ်ရောက်သွားလဲအကိုကလည်းဗျာလေလူတိုင်းလူချင်းနေတဲ့ဟာကိုဒီချင်းဆိုပစ္စည်းကပြတ်ပြီးတော့ကွာဟာအဲ့ဒါဆိုရင်မေတ္တာတရားဟိုဟာမလာတော့ကိုတဲ့ပစ္စည်းက မေတ္တာတရားညံရင်မိလားညံရင်မင်းတော့မင်းဒီဘက်ကဈေးကွက်စီးပွားရေးစနစ်နဲ့ချိန်ထိုးလို့ရပါဘောနော်မောင်ဖြူပဲလာလာမောင်နီပဲလာလာဒေါ်ရင်မေပဲလာလာဒေါ်ချီမေပဲလာလာမသိဘူးဆဲမယ်ဆိုတဲ့လူတွေဦးနောက်ပိုင်းများလာတယ်နော်သိလားအဲ့ဒီကောင်တွေကဘာဖြစ်လဲဆိုတော့ဒီကောင်တွေတရုတ်ပြည်ကမေတ္တာမှားလို့မရတာအဲ့ကောင်တွေသိလားအဲ့ကောင်တွေပြဿနာပွားတယ်ဆိုအဲ့ကောင်တရုတ်ပြည်ကမေတ္တာမှားလို့မရတာ ကြာပြီတပစ္စည်းကပြတ်နေတာဟာလို့ဆိုင်လည်းဘာမှလည်းမရပါလားကွာအကိုတဲ့ဒေါသနဲ့မနာလူချင်းတွေတော့ရှိတယ်ကိုတဲ့အဲ့ကောင်ဈေးတော့ပေါ်တယ် ကြိုက်တယ်နော်လိုချင်ကျန်တာတွေမေတ္တာတွေပါရင်မရဘူးပါလိုချင်ဒေါသနဲ့မနာလိုချင်တော့ရှိမယ်ဟာကောင်းတယ် မနာလူချင်းတွေတော့ရှိတယ်ကိုတဲ့အဲ့ကောင်ဈေးတော့ပေါ်တယ်ဟာမလူချင်းမဟုတ်ကွာမလူချင်းတော့စိတ်ချမ်းသာခြင်းမလူချင်း ဆက် တော့ လာခြင်း ကိုတဲ့ကျွန်တော်မပစ္စည်းတစ်ခုတော့ရှိတယ်အဲ့ပစ္စည်းကရှားလဲရှားတယ်ကွာတဲ့ကိုလူချင်းနဲ့စိတ်ချမ်းသာခြင်းနဲ့လည်းကောင်းတယ် ဘာ အခုအတူတွေထွက်နေတယ်ကိုတဲ့ကျွန်တော်မှတော့အဲ့ပစ္စည်းရှိတယ်ကိုကြည့်နေတော့ဟာမင်းအဲ့လိုကောင်းတဲ့ပစ္စည်းငါယူမယ်ကွာဘာပစ္စည်းလဲပြော ဘာဖြစ် ကိုပြစ်ခါတရားတဲ့ကို ပြစ်ခါရေရောဒီဘိစာတော်တော်ဖတ်တယ်နဲ့ထင်တယ်စာရေးစရာလားဟုတ်လား